အဲ့တော့မီးပြတ်တာလည်း24နာရီကျော်လာပြီဆိုတော့တော်တော်များများဖုန်းဘက်ထရီတွေမရှိကြတော့ဘူး power bank တွေလည်းအားမရှိကြတော့ဘူးပေါ့လေဆိုတော့ဆက်သွယ်ရေးပါလည်းတချို့လုပ်ဖို့တော့မှဖုန်းထဲမှာလည်း charge နေပါမရှိကြတော့တဲ့အတွက်ဒီနေ့မှာကျွန်တော်တို့တခြားမြေပြင်ကလိုအပ်နေတဲ့လူတွေကိုလှူတဲ့ဟာတွေအပြင်ပေါ့နော်ငွေကြေးတခြားလိုအပ်တဲ့ဟာလေးတွေလှူတဲ့ဟာအပြင်အခုဒီမှာကျွန်တော်တို့ကိုရက်ကွက်ထဲမှာလမ်းထဲမှာပေါ့နော်လုပ်ပေးခြင်းတွေကတော့ကြာပြီဒါမဲ့ဒီအခွင့်အခါကိုစောင့်နေတာပေါ့နော်မီး24နာရီထဲကြော်ပြီးတော့ပြတ်ပြီဆိုရင်တော့ဖုန်းအားသွင်းပေးမဲ့ကိစ္စလေးတခြား power bank နဲ့လိုအပ်တဲ့ဟာတွေအားဖြည့်ဖို့အတွက်ကိုကူညီပေးမယ်ပေါ့နော်စဉ်းစားထားတော့ဒီနေ့ကတော့ဒါ24နာရီလဲကြော်လာပြီတော်တော်များများလဲဖုန်းတွေအားမရှိကြတော့ဘူးပေါ့နော်တချို့ဆိုရင်1% တချို့0%အဲ့လိုဖြစ်နေကြပြီပေါ့ဆိုတော့အဲ့ဒါလေးကိုကိုယ်တိုင်လိုက်ပြီးတော့ဟိုလူလိုက်ပြောဒီလူလိုက်ပြောတယ်ပြောပြီးတော့မှအားသွင်းခြင်းလာသွင်းလို့ရတယ်ပေါ့နော်အဲ့ဒါလေးကိုလုပ်ပေးတဲ့အတွက်ကိုယ့်အနေကိုလည်းအစတော့ guilty ဖြစ်နေတာကိုယ်တိုင်မြေပြင်ကိုကူညီခြင်းတာပေါ့လေဒါပေမဲ့သွားဖို့ကအခက်အခဲတွေအရင်ရှိနေတဲ့အတွက်မသွားနိုင်ဘူးအဲ့တော့ဒီကနေပြီးတော့တခြားငွေကြေးနဲ့လိုအပ်တဲ့ဟာတွေတော့ကူညီတယ်အဲ့ဒါအပြင်ထပ်ပြီးတော့ဒါလေးလုပ်ပေးဖြစ်တယ်ပေါ့နော်ဆိုတော့တခြားဟာတွေကတော့ record လုပ်ထားမှမရှိဘူးဒါလေးကတော့အားသွင်းတဲ့လူတွေရဲ့ဆင်ပြေသွားတယ်ဆိုတဲ့ဟာလေးတွေပေါ့နော်အဲ့ဒါလေးကြည့်ပြီးတော့ကြည်နူးရတဲ့အတွက်လူတွေနဲ့အတူshare တာဖြစ်ပါတယ်နော်ဒါတော့တချို့ကျွန်တော်တို့လုပ်ပေးလို့တက်နိုင်တဲ့ဒီကိုနီးနားမှာရှိတဲ့လူတွေပေါ့နော်ဒါဖုန်းတွေတော်တော်များတချို့0%တချို့ဆို1%တချို့0%ပဲမနေဘူးတချို့အလုံးတွေတော်တော်များများဆိုတော့တခြားလုပ်ပေးတာလဲကူညီတာတွေလှူတာတွေတပိုင်းပေါ့နော်အဲ့တော့ခုလောလောဆယ်ဆိုရင်ဒါမီးက24နာရီကြောက်လာပြီဆိုတဲ့အတွက်တော်တော်များများဖုန်းနံပါတ်တွေမရှိကြတော့မရှိတဲ့အတွက်အခုလိုမျိုးလုပ်ပေးရတော့ကျွန်တော်လည်းတော်တော်လေးဝမ်းသာပါတယ်ပြည်ပြည်လည်းဖြစ်ပါတယ်နော်ဒါတော်တော်လေးဖုန်းကတချို့တွေဆိုအဆက်အသွယ်လုပ်ဖို့တက်တော့မှလုံးဝဘက်ထရီမရှိကြပါလို့ဖြစ်နေကြတယ်ပေါ့နော်ဆိုတော့ကျေးဇူးတင်ကြောင်းလည်းတော်တော်ပြောကြတဲ့အတွက်ကျွန်တော်လည်းတော်တော်လေးပြည်ပြည်ဖြစ်ရပါတယ်အဲ့တော့အခုလိုမျိုးရေပြက်မီးပြက်ဖြစ်နေတဲ့အချိန်တွေမှာပေါ့နော်တော်တော်များများကဒီဖုန်း power သွင်းဖို့အတွက်ခက်ခဲဖြစ်နေကြတယ်အဲ့တော့ power bank တွေရောဖုန်းတွေရောစုစုပေါင်းအလုံး30ကျော်လောက်အခုလိုမျိုးလူတွေခက်ခဲနေတဲ့အချိန်မှာကျွန်တော်တို့ကူညီပေးလိုက်ရတဲ့အတွက်ကျွန်တော်တို့လည်းကျင်းတဲ့မိပါတယ်ခင်ဗျအများကြီးမဟုတ်ပေမဲ့လူတယောက်အတွက်တစ်ခုခုသူတို့တကယ်လိုအပ်နေတဲ့ဟာလေးတွေကိုကျွန်တော်ဖြည့်ဆည်းပေးတယ်လို့ခံစားပါတယ်အဲ့တော့အခွင့်အခါတင်လို့ရှိရင်ကျွန်တော်လိုတဲ့ဟာလေးတွေကိုညီလို့ရတဲ့တောင်းတနေရာရှိတဲ့ဟာလေးဆိုရင်တော့ကျွန်တော်အမြဲတမ်းဆောင်ကျင်နေမှာဖြစ်ပါတယ်ကိုနိုင်တဲ့ဘက်ကနေပြီးတော့အမြဲတမ်းကူညီပေးသွားမှာဖြစ်ပါတယ်ခင်ဗျ